မင်းတို့ပြောရင်ယုံမှာမဟုတ်ဘူးအဲ့ကောင်မလေးနဲ့ကြောက်မှာကွာဘလို့ဖြစ်သွားမှမသိရင်နေပါလေခုံပြီးတော့ဘာဘလို့ဖြစ်မှမသိပါဘူးကွာတက်ကလေးမှာတော့လည်းတစ်ခါမှရင်မခုံဘူးအပြင်လောကရောက်ပြီးကြောက်ရောက်ဝဲမှာကြောက်တော့လည်းတစ်ခါမှရင်မခုံဘူးအဲ့ကောင်မလေးနဲ့ကြောက်ပါတော့မလို့ပါနဲ့ကွာစားလဲအဲ့ကောင်မလေးငါတွားလဲအဲ့ကောင်မလေးဟောအဲ့တော့လဲအဲ့ဒီကောင်မလေးဘုရားသခင်အဲ့ဒီကောင်မလေးပေါ့အဲ့ကောင်မလေးအဲ့ဒီကောင်မလေးနေလေထူသောကောင်းကင်ပြအောက်ကတနေ့သောရဲ့မျက်လေးထဲမှာရင်ဆိုင်ဆုံးတွေ့ခဲ့တဲ့တည်ငါလှည့်လည်နေကြတဲ့ကိုယ်နှလုံးသွေးများရတဲ့ပိတ်လှနေတဲ့ချစ်ရဲ့မြင်လိုက်ရရုပ်ခဏလေးနဲ့တစ်သလုံးဆွဲလန်းသွားခဲ့တာကိုယ်တိုင်အောင်မိတယ်